มึงสุงข้ามกหอมข่าวมิงกลาบาฉันจะมามกหอมพะฉันสกเบียวอสีสิงกันดิเพียงเลยจูสูไลบาเรชันฉลอปีมกหอมดูกาดิฉันสกเบียวดุมเลลายาระเนเลยจ่าตัวบีบอกเนาะทีนี้ปีมกหอมกาดิปีมกหอมเนี่ยดูฉันบาราสกากุเลลานี่เลยตูเดียวกันนี่บีโรมาเมทาราลีဟုတ်တယ်နော်ဆိုတော့သူမေးထားတာလေးကိုရှမ်းဘာသာစကားနဲ့ဘယ်လိုပြောကြမလဲဆိုတာဘီမဟမ်တို့အတူတူလေ့လာရမှာဖြစ်ပါတယ်သူမေးထားတာတော့တော်တော်လေးကြာပြီဘီမဟမ်ကအချိန်မပေးနိုင်တာနဲ့ပြန်မဖြေရတာပေါ့နော်ဆိုတော့ဒီနေ့သူဘာတွေမေးထားလဲဆိုတော့သူမေးထားတာတွေကရှမ်းဘာသာစကားနဲ့ဘယ်လိုပြောကြမလဲဆိုတာကိုဘီမဟမ်နဲ့အတူတူလေ့လာကြရအောင်သူမေးထားတာလေးကိုဘီမဟမ်တို့တစ်ချက်ကြည့်မယ်နော်သူမေးထားတာလေးတွေကဒီကျွန်တော်ကိုစာတင်ပေးလို့ရမလားမင်းအကောင်မလေးလာတယ်လို့ထင်လားကျွန်တော်စကားကြားရလားမင်းအတန်လေးကျွန်တော်ကြားချင်တယ်နေ့တိုင်းဘာလို့ရတာလဲဆိုသူကဒါလေးတွေကိုရှမ်းဘာသာစကားနဲ့ဘယ်လိုပြောရမလဲဆိုပြီးမေးထားတာဖြစ်ပါတယ်ဆိုတော့ဘီမဟမ်တို့လေ့လာကြရအောင်ပထမအဆုံးတစ်ကြောင်းအနေနဲ့ကျွန်တော်ကိုစာတင်ပေးလို့ရမလားပေါ့နော်ကျွန်တော်စာတင်ပေးလို့ရမလားရှမ်းဘာသာစကားနဲ့ပြောကြမယ်စွန်လိပန်ဟောင်းကြုံတေးလိုက်ခါစွန်လိပန်ဟောင်းကြုံတေးလိုက်ခါဘီမဟမ်တို့အတိတ်ပဲကြည့်မယ်စွန်ဆိုတာတင်တာလိဆိုတာစာပန်ဆိုတာပေးတာစွန်လိပန်ဆိုတာစာတင်ပေးတာဆိုတော့ဒီနေရာမှာဘီမဟမ်တို့ဒီမြန်မာဘာသာစကားနဲ့ရှမ်းဘာသာစကားကနည်းနည်းပြောင်းပြန်ဖြစ်တာပေါ့နော်စွန်လိပန်ဆိုတာစာတင်ပေးတာဟောက်ဆိုတာဘီမဟမ်တို့အတူတူလေ့လာပြီးသွားပြီဒါကျွန်တော်ကျမတို့ဆိုတဲ့အသုံးဖြစ်ပါတယ်ဟုတ်တယ်နော်ဆိုတော့စွန်လိပန်ဟောက်ဆိုရင်တို့ကိုစာတင်ပေးပါအဲ့လိုသဘောမျိုးဟုတ်တယ်နော်ကျွန်တော်ကိုစာတင်ပေးကျမကိုစာတင်ပေးဆိုတဲ့ပုံစံမျိုးပြောတာဖြစ်ပါတယ်ဆိုတော့အနောက်ကိုဘီမဟမ်တို့ဆက်ကြည့်မယ်စုံတေးလိုက်ခါစုံတေးလိုက်ခါစုံဆိုတာလားဆိုတဲ့အမေတစ်ခုဖြစ်ပါတယ်တေးဆိုတာမပြီးသေးတဲ့ကိစ္စလို့ဘီမဟမ်တို့တင်ယူထားတယ်လीနော်ဆိုတော့လိုက်ရတယ်စုံတေးလိုက်ရမလားတဲ့နော်ရမလားပေါ့နော်ဆိုတော့အနောက်မှာဘီမဟမ်တို့ကခါဆိုတဲ့စကားလုံးလေးကိုထည့်ပေးလိုက်တယ်ရှင်ပြဆိုတာလေးပေါ့နော်ဆိုတော့စွန်လိပန်ဟောင်းကြုံတေးလိုက်ခါကျွန်တော်ကိုစာတင်ပေးလို့ရမလားဗျာလို့မေးတာဖြစ်ပါတယ်ဟုတ်တယ်နော်ဆိုတော့ဒီနေရာမှာဘီမဟမ်တို့ကဒီကျွန်တော်တခုတည်းတုံးလို့ရတာမဟုတ်ဘူး how ဆိုတာကျွန်တော်လည်းတုံးလို့ရတယ်ကျမလည်းတုံးလို့ရတယ်တို့ဆိုတာလည်းတုံးလို့ရပါတယ်ဆိုတော့တို့စာတင်ပေးလို့ရမလားလို့မေးတာပေါ့နော်ဟုတ်ကဲ့ပါရှင်စွန်လိပန်ဟောင်းကြုံတေးလိုက်ခါโอเคဆိုပြီးမဟမ်တို့နောက်ထပ်တစ်ကြောင်းသွားကြမယ်မင်းအဲ့ကောင်မလေးလာတယ်လို့ထင်လားဒီနော်သူမေးထားတာလေโอเคဆိုတော့ရှမ်းဘာသာစကားနဲ့ကสุวรรณว่าผู้หญิงก็นั่นจงหังหลีค่ะฮ่าสุวรรณว่าผู้หญิงก็นั่นจงหังหลีค่ะฮ่าโอเคအတိတ်ပဲပြီးမဟမ်တို့ချက်ကြည့်မယ်စုဆိုတာပြီးမဟမ်တို့တင်ပြီးသွားပြီเนาะဒါလေ့လာပြီးသွားပြီခမည်းရှင်မင်းဆိုတဲ့အတိတ်ပဲကိုပြောတာဖြစ်ပါတယ်စုဟုတ်တယ်နော်ဝွန်ဆိုတာတွေးတာစဉ်းစားတာထင်တာဟုတ်တယ်နော်ဝါဆိုတာဒီညမှာပြောတာထင်တာကိုပဲသူကပြောတာဟုတ်တယ်နော်စူဝွန်ဝါမင်းထင်တာဟုတ်တယ်နော်မင်းထင်တာကမင်းထင်တာမင်းတွေးတာအဲ့လိုသဘောမျိုးဖူယင်းကိုနန်ဖူယင်းဆိုတာမင်းကလေးကိုပြောတာဖြစ်ပါတယ်ဖူယင်းဆိုတာကောင်မလေးပေါ့နော်ဆိုတော့ဖူဆိုင်ဆိုရင်ယောက်ျားလေးကိုပြောတာဖူဆိုင်ယောက်ျားလေးဖူယင်းမင်းကလေးအဲ့ဒါနော်ကော့ဆိုတာဘီမဟမ်တို့ဒီတစ်ယောက်နှစ်ယောက်ဟိုတစ်ယောက်ဒီတစ်ယောက်ဆိုတဲ့အဲ့ဒီလူဟိုရေတွက်တဲ့အခါမှာသုံးတဲ့အသုံးဖြစ်တယ်ဆိုတော့
ဖူရင်ကောနန်ဆိုတာအဲ့ဒါနော်ဒီဟာမဟုတ်ဘူးအဲ့ဒါဟုတ်တယ်နော်အဲ့လိုအသုံးဖြစ်တယ်ဆိုတော့ဖူရင်ကောနန်ဆိုရင်အဲ့ဒီကောင်မလေးလို့ပြောတာဟုတ်တယ်နော်ဆိုတော့苏问话普音个能送行李卡哈ဟုတ်တယ်နော်ဆိုတော့ဒီစာကြောင်းပြီးမှဟောတို့ကြည့်မယ် song ဆိုတဲ့အတုံးကလည်းလာဆိုတဲ့အမေးဖြစ်ပါတယ်ဟုတ်တယ်နော် hang li ဆိုတာလာတာဟုတ်တယ်နော်ဆို hang li ဆိုတာလာတာကိုပြောတာဖြစ်ပါတယ် song hang li လာဟုတ်တယ်နော်ခါရှင်ပြဟာဆိုတော့ဒီနောက်မှာပြီးမှဟောကဟာဆိုတဲ့အတုံးကိုလည်းထပ်ပြီးတော့မှထည့်ထားပေးတယ်လာဆိုတဲ့အမီးပါပဲဟုတ်တယ်နော်ဆိုတော့ဒီစာကြောင်းမှာပြီးမှဟောကလာဆိုတဲ့စကားလုံးကိုနှလုံးထပ်ဆင့်သုံးပြထားတယ်ပေါ့နော်ส่งหางลีคาဟာလာပေါ့လာရဲ့လာရှင်လာပြလို့မိတာဖြစ်ပါတယ်ဟုတ်တယ်နော်苏问话普音个能送行李卡哈မိအကောင်မလေးလာတယ်လို့ထင်လားโอเคဆိုတော့ပြီးမှဟမ်တို့နောက်ထပ်စာကြောင်းတစ်ကြောင်းကိုထပ်ပြီးလေ့လာကြမယ်ကျွန်တော်စကားကြားရလားတဲ့ဟုတ်တယ်နော်ส่ง来人成好หือส่ง来人成好หือအတိတ်ပဲကိုပြီးမှဟမ်တို့ကြည့်မယ်ส่งဆိုတာလာဟုတ်တယ်နော်မေးတာလိုက်ရတာငင်းဆိုတာကြားတာဟုတ်တယ်နော်ส่ง来人ဆိုရင်ကြားရလားဟုတ်တယ်နော်ส่ง来人ကြားရလားစင်အတန်ကိုပြောတာဖြစ်တယ် how do ဟုတ်တယ်နော်ဆိုတော့ဒီနှလုံးကိုပေါင်းလိုက်မယ်စင် how ဆိုရင်ကျွန်တော်အတန်ကျမအတန်တို့ရဲ့အတန်ပေါ့နော်အဲ့ဒါကိုပြောတာဆိုတော့ส่ง来人成 how ကျွန်တော်အတန်ကြားရလားပေါ့ဆိုတော့အနောက်မှာနောက်ထပ်စကားလုံးတစ်လုံးပါတယ်ဟူဆိုတာလေးကလေမေးတာဒါလေးကလေလားဆိုတဲ့အမေးတစ်ခုပဲဟုတ်တယ်နော်ဆိုတော့ဒီနေရာမှာလဲပြီးမဟုတ်ကနှလုံးသုံးပြထားတယ်ပေါ့နော်ส่ง来人成好หือကျွန်တော်အတန်ကြားရရဲ့လားဆိုတဲ့ပုံစံမျိုးကိုမေးတာပေါ့နော်ส่ง来人成好หือကျွန်တော်အတန်ကြားရလားကျွန်တော်စကားကြားရလားပေါ့နော်ဆိုတော့ဒီနေရာမှာပြီးမဟုတ်ကစကားဆိုတဲ့ဟာကိုစင်အတန်နဲ့ပဲတုံပြပေးထားတယ်ပြီးမဟုတ်လို့ရှမ်းဘာသာစကားမှာကျွန်တော်စကားဆိုတာထက်ဒီကျွန်တော်ရဲ့အတန်လို့ပြောရပြီဟုတ်တယ်နော်အတူတူပဲဆိုတော့ส่ง来人成好หือကျွန်တော်စကားကြားရလားကျွန်တော်အတန်ကြားရလားမေးတာဖြစ်ပါတယ်အခါဆိုတော့နောက်ထပ်တစ်ကြောင်းကမင်းအတန်လေးကျွန်တော်ကြားချင်တယ်ဟုတ်တယ်နော်မင်းအတန်လေးကျွန်တော်ကြားချင်တယ်ဆိုတော့ရှမ်းဘာသာနဲ့ပြီးမဟုတ်တို့တစ်ခေါက်လေ့လာကြမယ်เฮาเคยยินเสียงอ่อนสูค่ะอ๋อเฮาเคยยินเสียงอ่อนสูค่ะอ๋อဟုတ်တယ်နော်เฮาဆိုတာကျွန်တော်ကျမတို့ခေဆိုဒီစကလုံးကပြီးမဟုတ်တော့ကတချို့နေရာဒေတာဒီမှာခိုင်နဲ့ထွက်တာလေးရှိတယ်ပေါ့နော်ဒါပေမဲ့ဒီသူ့ရဲ့အတန်ထွက်ကခေလို့သုံးတာဖြစ်ပါတယ်ခေဆိုတဲ့စကားကစန္ဒကိုပြောတာဥမာသွားချင်တယ်စားချင်တယ်လှုပ်ချင်တယ်ဟုတ်တယ်နော်အဲ့ဒီစားချင်တယ်ဆိုတဲ့စန္ဒကိုပြောတဲ့နေရာမှာပြီးမဟုတ်လို့ကခေနဲ့သုံးတာဖြစ်တယ်ဆိုတော့ညင်းကြားတယ်ဆိုတော့ဟောခေညင်းကျွန်တော်ကြားချင်တယ်ကျမကြားချင်တယ်လို့ပြောတာဖြစ်တယ်စင်အတန်ခုနကတော့လည်းပါပြီးပြီစင်အတန် on ဆိုတာက
အငယ်ကိုပြောတာဖြစ်တယ်အတေးအငယ်နောက်ထပ်စကားလုံးအသုံးတစ်ခုပေါ့နော်ဒါပေမဲ့ဒီနေရာမှာဘီမိုဟမ်တို့ကနာမည်ကိုထည့်တဲ့နေရာမှာလဲဥမာပန်းကလေးတို့အဲ့ဒီအနောက်ကအသုံးလေးပေါ့နော်ပန်းလေးတို့အတန်လေးတို့ချစ်စရာလေးအဲ့လိုမျိုးပေါ့နော်အဲ့ဒီလိုအသုံးလေးကိုသုံးထားတာဒီနေရာမှာအဲ့လိုအတိတ်ပဲမျိုးသွားမယ်ဆိုတော့စုခမရှင်မင်းဆိုတော့ဒီသုံးလုံးကိုဘီမိုဟမ်တို့ပေါင်းလိုက်မယ်စင်းအွန်စုစင်းအွန်စုဆိုရင်မင်းအတန်လေးပေါ့ဟုတ်တယ်နော်sing on house တို့ရဲ့အတန်လေးအဲ့လိုမျိုးပေါ့နော် okay ဆိုတော့အနောက်မှာကခအောရှင်ပြဟုတ်တယ်နော်အဲ့ဒီအသုံးပဲ how khangin sing on su khao မင်းအတန်လေးကျွန်တော်ကြားချင်တယ်လို့ပြောတာဖြစ်ပါတယ်okay ဆိုတော့နောက်ထပ်စာကြောင်းကနေ့တိုင်းဘာလို့ရတာလဲဆိုပြီးတော့မှသူမေးထားတာဖြစ်ပါတယ်နေ့တိုင်းဘာလို့ရတာလဲกูวันในไลเฮ็ดสังฆาဟုတ်တယ်နော်กูวันในไลเฮ็ดสังฆาအတိတ်ပဲလေးကိုပြီးမှहमတို့တစ်ချက်ကြည့်မယ်กูวันနေ့တိုင်းဟုတ်တယ်နော်กูวันနေ့တိုင်းဆိုတော့ဒီနေရာမှာပြီးမှ हम တို့က one နေ့ဆိုတဲ့နေရာမှာအစားထိုးလိုက်ရုံပဲဥပမာကူကောဆိုရင်အရောက်တိုင်းပေါ့အဲ့လိုပုံစံမျိုးဟုတ်တယ်နော်ဆိုတော့ကူวันဆိုရင်နေ့တိုင်းကူวันနေ့တိုင်းအတူတူပဲနေ့တိုင်းကနေ့တိုင်းဟုတ်တယ်နော်လိုက်ရတာ hit ဆိုတာလောက်တာဆန်းဆိုတာဘာလဲဆိုရင်အသုံးလို့ပြီးမှ हम တို့လေ့လာထားတယ်ဆိုတော့ဒီဆန်းကိုပြီးမှ हम တစ်ချက်ပြန်ပြောပြမယ်မေ့သွားမှာဆိုလို့ပေါ့နော်ဆိုတော့သူ့ရဲ့အပြည့်အစုံကပြီးမှ हम တို့ဘယ်လိုတွေသုံးလို့ရလဲဆိုရင်ဤဆန်းဟုတ်တယ်နော်ဤဆန်းဤယံဤဟံဆိုတော့နေရာ data အလိုက်ပြီးမှ हम တို့ရဲ့အတန်ထွက်ကနည်းနည်းလေးကွဲသွားတာမျိုးပေါ့နော်ဆိုတော့ဒီနေရာမှာပြီးမှ हम တို့ကဆန်းတလုံးထဲကိုပဲသုံးထားတယ်တလုံးထဲသုံးလို့လည်းပြည့်စုံပြီပေါ့နော်ဆိုတော့กูวันในနေ့တိုင်းလိုက်ဟစ်ဆန်းဘာလို့ရလဲဆိုတော့အနောက်မှာပြီးမှ हम တို့ကခါဆိုတာလေးထည့်ပေးလိုက်ရုံပဲဟုတ်တယ်နော်ဆိုတော့กูวันในလိုက်ဟစ်ဆန်းခါနေ့တိုင်းဘာလို့ရတာလဲရှင်းဘာလို့ရတာလဲပြလို့မေးတာဖြစ်ပါတယ်โอเคဆိုတော့ဒီနေ့ပြီးမှ हम တို့ကဒီပြီးမှ हम နဲ့အတူတူပြီးမှ हम တို့နဲ့အတူတူပေါ့နော်ရှမ်းစာရှမ်းစကားပြောလေ့လာနေတယ်သူမေးထားတာလေးကိုအတူတူလေ့လာသွားရတာပေါ့လေဆိုတော့ဒီနေ့ဒီဘာတွေလေ့လာသွားရလဲဆိုတာလေးကိုပြီးမှ हम တို့တစ်ချက်ပြန်ပြီးတော့မှကြည့်မယ်သူကစာကြောင်း၅ကြောင်းမေးထားတာပေါ့နော်စကားပြောဟုတ်တယ်နော်ပထမတစ်ကြောင်းကကျွန်တော်ကိုစာသင်ပေးလို့ရမလားရှမ်းဘာသာစကားနဲ့ပြန်ပြောမယ်สอนลิกปันเฮาจงตีไลค่าสอนลิกปันเฮาส่งตีไลค่าเนี่ยဒုတိယတစ်ကြောင်းပေါ့နော်နံပါတ်1ကိုသွားမယ်မင်းအဲ့ကောင်မလေးလာတယ်လို့ထင်လားสุวนว่าผู้หญิงก็นั่นส่องหังลีคาห้าสุวนว่าผู้หญิงก็นั่นส่องหังลีคาห้าနောက်ထပ်တစ်ကြောင်းကိုပြီးမှ हम တို့လေ့လာမယ်ကျွန်တော်စကားကြားရလားส่องเลยงินเสียงเฮาหือส่องเลยงินเสียงเฮาหือနောက်ထပ်တစ်ကြောင်းမင်းအတန်လေးကျွန်တော်ကြားချင်တယ်เฮาเคยงินเสียงอ่อนสูขาอ้อเฮาเคยงินเสียงอ่อนสูขาอ้อနောက်ဆုံးတစ်ကြောင်းလေးနေ့တိုင်းဘာလို့ရတာလဲနေ့တိုင်းဘာလို့ရတာလဲกูวันในไลเฮ็ดสังฆากูวันในไลเฮ็ดสังฆา
အခါဆိုတော့ဒါလေးတွေကဒီနေ့ပြီးမဟ ோம் တို့အတူတူလေ့လာသွားရတဲ့ရှမ်းစာရှမ်းစကားပြောလေးတွေပေါ့နော်ဟုတ်ကဲ့ပါရှင်အသုံးဝင်လိမ့်မယ်လို့ပြီးမဟ ோம் ယုံကြည်ပါတယ်ဟုတ်ကဲ့မေးထားတဲ့သူလည်းပြီးမဟ ோம் ကနည်းနည်းစာပြန်တာဒါနောက်ကျသွားတယ်ပေါ့နော်ဟုတ်ကဲ့နားလေပေးပါလို့ပြောချင်ပါတယ်မင်းချင်တာလေးတွေချိတယ်ဆိုရင်လည်းဒီပြီးမဟ ோம் ရဲ့ဒီpost တွေအောက်မှာ comment ထားခဲ့လို့ရတယ်ဒါမှမဟုတ်ဒီဘယ်လိုပြောမလဲစာပို့လာလို့လည်းရတယ်ပေါ့နော်ဆိုတော့ဒီအခုရှေ့ဆက်ပြီးမဟ ோம் ကစူးစမ်းပြီးတော့မှပုံမှန်တင်ပေးနိုင်အောင်တော့ပို့ပြီးတော့မှစူးစမ်းပါမယ်ဟုတ်ကဲ့ပါရှေ့ဆက်ပြီးမဟ ோம் တို့အတူတူထပ်ပြီးတော့မှပို့စူးစမ်းကြမယ်ပို့လေ့လာကြမယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့နောက်ထပ်ရှမ်းစာရှမ်းစကားပြောသင်ခန်းစာအတစ်နဲ့အတူတူပြီးမဟ ோம் တို့ပြန်တွေ့ကြမယ်